အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တွင်းဟန် channel ရဲ့တင်ဆက်သူအောင်သူပဲဖြစ်ပါတယ်မချောစုကတောင်ငူသူဖြစ်ပြီးကျော်လင်းကတော့မန္တလေးသားဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာနေတိုင်းဖုံးဆက်ပြီးအလွမ်းတွေနဲ့ကိုစီပေါ့ဒီနေ့တော့မချောစုကတူးကောင်လေးနဲ့လည်းတွေ့ကျင်တာနဲ့အမျိုးတွေကလည်းအလဲခေါ်တာနဲ့ကြုံပြီးအယမ်းပြောကမန္တလေးကိုရွာကနေညကားနဲ့စီးလာခဲ့တယ်မန္တလေးကိုမနေ့အစောရောက်ပြီးအမျိုးတွေအိမ်မှာခဏနားပြီးတဲ့အချိန်မှာကျော်လင်းနဲ့တွားတွေ့ခဲ့ပါတော့တယ်သူတို့နှစ်ယောက်တွေ့ပြီးစားတော့ဆိုင်မှာစားတော့ပြီးတာနဲ့မချောစုကအကိုမန္တလေးကျုံးပြီးဆိုင်ကနဲ့လေဂျင်တွေပြောတာနဲ့တွားခဲ့ကြတယ်မန္တလေးကျုံးပြီးရဲ့တောင်ဘက်ချမ်းမှာကျော်လင်းမောင်းနေလာတဲ့ဆိုင်ကနောက်မှာမချောစုကလိုက်ပါလာပါတယ်နေဝင်ရိုးရီအချိန်ကျုံးပြီးရဲ့ရေပြင်လှကိုကြည်ပြီးနှစ်ယောက်သားရှေ့ရည်အတွက်တိုင်မင်နေကြတော့မှာပဲအချိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ကားတစ်စီးကလမ်းလွဲပြီးသူတို့ဆိုင်ကယ်ကိုအချိန်နဲ့တိုက်မိပါတော့တယ်။ဆိုင်ကယ်လဲကျသွားတဲ့အတန်နဲ့တူကျော်လင်းကလမ်းဘေးတစ်ပင်ချေရင်းကိုလွင့်စင်သွားတော့တယ်။မချောစုကတော့ကားဘင်းရဲ့အောက်ကိုရောက်သွားပြီးအဲ့ဒီနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်။သူမရဲ့ခရမ်းရောင်ထမိန်လေးမှာတွေးတွေဆိုးရွှဲသွားကကြည့်မကောင်းလောက်အောင်ဆိုးရွားနေခဲ့တယ်။အဲ့ဒီချိန်မှာပဲလူနာတင်ကားတွေရောက်လာတယ်မချောစုဟာလမ်းဘေးမှာမတ်တက်ရက်ကြည့်နေရင်ငါဘာဖြစ်သွားတာလဲဆိုတာကိုဇဝေဇဝါဖြစ်နေတယ်သူမဟာလမ်းပေါ်မှာလဲနေတဲ့သူမရဲ့အယုတ်လောင်းကိုမြင်လိုက်ရတဲ့အခါမှာတည်သွားပြီဆိုတာတိလိုက်ရပြီးတုန်လှုပ်ခြောက်ခြားသွားခဲ့တယ်သူမကလဲနေတဲ့ကျော်လင်းစီပြေးသွားပြီးကိုကျော်လင်းထားပါအောင်ကျွန်မကိုကြည့်ပါအောင်လို့အော်ဟစ်နှိုးပေမဲ့သူမရဲ့လက်တွေကကျော်လင်းရဲ့ကိုယ်ထဲကိုလေထဲမှာစုပ်ကင်သလိုဖောက်ထွင်းသွားခဲ့တယ်။ကျော်လင်းကိုလူနာတင်ကားပေါ်တင်သွားတဲ့အခါမချောစုရဲ့ဝိညာဉ်ဟာကြောက်စိတ်နဲ့အတူလူနာတင်ကားအနောက်ကနေအတဲအတန်လိုက်ပါသွားတော့တယ်။မန္တလေးအထွေထွေယောဂကုဆေးရုံကြီးရဲ့အရေးပေါ်ဌာနရှိမှမချောစုငိုပြီးစောင့်နေခဲ့တယ်။ကျော်လင်းကတတိမိနေတုံးပဲအဲ့ဒီချိန်မှာဆေးရုံရဲ့မှောင်မဲနေတဲ့ဇင်းကြံလန်းတစ်ချောက်ကနေထူးဆန်းတဲ့အေးဓာတ်တစ်ခုစိမ့်တက်လာခဲ့တယ်။အနက်ရောင်ဝစ်စုံနဲ့မျက်နှာမပါတဲ့အရေးကြီးတစ်ခုကကျော်လင်းရဲ့ဂရင်ပေါ်မှာအုံမိုးလာတာကိုမချောစုမြင်လိုက်ရတယ်။အဲ့ဒီအရေးကကျော်လင်းရဲ့အသက်ဝိညာဉ်ကိုနှုတ်ယူဖို့ကြိုးစားနေတာပါမချောစုဟာသူမကိုသူမကြောက်နေတာကိုမေ့ပြီးကိုကျော်လင်းကိုမထိနဲ့လို့ဟောရင်းအဲ့ဒီအရေးကြီးကိုတားဆီးနေဖို့ကြိုးစားပါတယ်မချောစုကအဲ့ဒီအရေးကြီးကိုတားဆီးဖို့ကြိုးစားနေတော့မှပဲဆေးရုံခန်းထဲကမောင်ထဲမှာသူမရဲ့ရုပ်တွင်ပြင်ကိုမြင်လိုက်ရတယ်သူမရဲ့မျက်နှာကတိုက်မိထားတဲ့ဒဏ်ရာတွေနဲ့ပုံပြက်ပန်းပြက်ဖြစ်နေပြီးမျက်လုံးတွေကတွေးရောင်လွှမ်းနေပြီးသူ့ကိုမင်းကကတ်တွယ်နေတယ်သူ့အတက်ကမင်းစီပါလာလိမ့်မယ်ဆိုတဲ့အတန်ကြီးကိုသူမကြားလိုက်ရပါတယ်သူမကျော်လင်းကိုချစ်လွန်းလို့အနားမှာကတ်နေလေကျော်လင်းရဲ့အတက်ကသူမရဲ့ဝိညာဉ်အချိန်ကြောင့်အားနည်းလာလေဖြစ်နေတာကိုသူမတီးလိုက်ရတယ်ကျော်လင်းရဲ့နှလုံးခုန်လုံးတိုင်းဆက်ကအချက်ပေးတံတွေမြန်လာတယ်ဆရာဝန်တွေကလျှက်စစ်နဲ့ရှော့တိုက်တို့ပြီးအတက်ကယ်ဖို့ကြိုးစားနေကြတယ်သူမအဲ့ဒီနေရာကနေမထွက်သွားရင်ကျော်လင်းတရားတော့မယ်ဆိုတာကိုမချောစုတိလိုက်ရတယ်မချောစုကရှိုက်ကြီးတငင်ငိုကြွေးရင်းနဲ့ကျော်လင်းရဲ့လက်ကိုနောက်ဆုံးအကြိမ်ကင်ဖို့ကြိုးစားပေမဲ့လက်ဖြားလေးပဲထိခွင့်ရလိုက်တယ်မချောစုကရှင်အသက်ရှင်ရမယ်ကျမကိုမေးလိုက်ပါတော့လို့ပြောပြီးသူမရဲ့ဝိညာဉ်ဟာဆေးရုံခန်းထဲကနေပျောက်ကွယ်သွားပါတော့တယ်ခဏကြာမှကျော်လင်းရဲ့နှလုံးခုန်လုံးဟာပုံမှန်ပြန်ဖြစ်လာပြီးသူ့မျက်လုံးပွင့်လာတယ်သူပထမဆုံးမြင်လိုက်ရတာကတော့ပြတင်းပေါက်ကနေလွင့်ပြန်သွားတဲ့မချောစုရဲ့ကိုတင်းရနံ့တင်းတင်းလေးနဲ့အတူလွင့်ကြံခဲ့တဲ့သူမရဲ့သပင်ကလေးလေးပဲရှိပါတော့တယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ် Thank you so much for watching my videos.